ဘက်ကမမမွေးနေတဲ့အတွက်အခုမွေးနေတဲ့ဟုတ်လားသိလားမသိဘူးတကယ်ဒီနေ့မွေးနေတဲ့ဒီမှာပတ်ဆက်ပန်းစည်းလေးရဲ့ဒါလေးကမွေးနေ့ကိတ်ကလေးပေါ့နော်မွေးနေ့ကိတ်ကလေးရဲ့ပြီးတော့ကျဟိုမှာဘောက်တစ်ပေါက်ပါသေးတယ်ဘောက်တစ်ပေါက်ကိုထည့်ပေးလိုက်တယ်ပို့ပေးတဲ့သူဘယ်သူလေးပို့ပေးလဲသိလားညီမလေးတော့မဟုတ်ပို့ခိုင်းလိုက်တာကောင်းလေးတယောက်ပို့ခိုင်းလိုက်ကောင်းလေးတယောက်ပို့ခိုင်းလိုက်တာသူ့ကောင်းလေးလို့ပြောပေးပါတယ်လူမျိုးလေးမှာထားတယ်သူ့ကောင်းလေးလို့ပြောပေးပါတဲ့ကောင်းလေးလို့ပြောပြပါဟုတ်တယ်တကယ်ဟုတ်လားကောင်းလေးရှိလားမရှိဘူးလေမရှိဘူးလေဒီကကောင်းလေးကိုတေးသေးချာကိုပြောခိုင်းတာနိုင်ငံခြားရောက်တာသူ့ကောင်းလေးကဟုတ်ပါဘူးဒီမှာတဲ့ဥလိုညီမစုရတဲ့ကောင်းမလေးစီကိုတွားပြီးတော့ပို့ပေးပါတဲ့ဟိုသူမင်းရင်းနေနိုင်ငံခြားကိုရောက်နေတဲ့ကောင်းလေးကပို့ပေးတယ်လို့ပြောပေးတဲ့အဲ့လိုမျိုးလေးမှားသွားတာကောင်းလေးမရှိဘူးဆိုတော့နည်းနည်းပါးပါစဉ်းစားကြည့်ပါဦးကိုအဲ့လိုလာတွေ့တဲ့လူတွေကိုကြီးလားမရှိဘူးအမစားတရားဝိထားတာနော်ကောင်းလေးကဟမ်ကိုအဲ့လိုတစ်ဖက်သက် crush နေတဲ့သူလေးတွေဗာလေးတွေရောရှင်းနိုင်လားရှိဘူးလားအဲ့လိုမျိုးတွေဒါတော့ငါဖုန်းကောင်းလို့ဟုတ်လားဒါဆိုရင်ဘယ်လိုပါလိသူကတော့တေချာပြောထားတာတကယ်ဒီရတယ်မမရဲ့ကောင်းလေးပို့ပေးတာတဲ့တေချာလေးပြောပေးပါတဲ့သူအဲ့လိုမျိုးလေးတဲ့ဆိုဟမ်အဲ့ဆိုယူလို့ရဘူးလားယူလို့ရဘူးလားကောင်းလေးပို့ပေးတဲ့ဆိုယူလို့အဆင်ပြေဘူးလားဟင်းမဘာမှလည်းမပြောယူပဲယူနေမထင်ဘူးလားကောင်းလေးပို့ပေးတယ်မထင်ဘူးလားကောင်းလေးကမရှိဘူးမရှိတာလားမို့လို့ပါဘူးနော်မဖြစ်နိုင်လားဒါလေးလက်ခံပေးအောင်နော်ပြီးရင်မဘောက်ကလေးလက်ထည့်ပေးထားသေးတယ်ဘောက်ကလေးလက်ဖွင့်ကြည့်ပေးအောင်ဒီကမမရဲ့အကြိုက်တွေသိတယ်နော်ထည့်ပေးထားတာဘောက်ထဲမှာညီမလေးဟမ်ညီမလေးတော့မဟုတ်ဘူးတကယ်ကောင်းလေးပါကောင်းလေးတယောက်လာမှပေးတာပါသူကအရင်ကမြန်မာနိုင်ငံမှာနေတော့ဒီရွာတွေကလို့ပြောတယ်ဟမ်ဒီရွာတွေကဆိုမောင်လေးပဲရှိတယ်အေးဒီရွာတွေကရတယ်ကောင်းလေးတဲ့မဟုတ်မောင်လေးလို့လည်းမပြောဘူးကောင်းလေးပို့ခိုင်းတာပဲပြောတာဘယ်လိုလဲဒီမှာနေတဲ့ရတယ်မမကိုသူတစ်ဖက်သက်ကြိတ်ပြီးတော့ crush နေတာယူပေးလေအဲ့ဆိုရင်နောက်ကြိုက်သူလားဆက်တယ်မယ်လို့လည်းပြောတယ်နော်ဆက်တယ်လို့ရလားတဲ့ရလားသူလားဆက်တယ်ရောအဆင်ပြေလားပြန်ပြောပေးဘူးရလားရလားနဲ့ကိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ရလားဆက်တယ်ခိုင်းလို့ရလားရဘူးမရဘူးတဲ့မရဘူးဆိုဘယ်လိုမှဒီမှာဒါတွေကလည်းရောက်လာပြီဟုတ်တယ်သူဆက်သွယ်တာကြလက်မခံမဲနဲ့သူပို့လိုက်ကြယူလို့ကြအဆင်မပြေဘူးလေနော်ဘယ်လိုလုပ်ကိတ်ကလေးကလေညီမလေးတို့တစ်ခါတည်းခေါ်တော့ပေးရမလားကိတ်လေးကိုင်းတာပေးမှာနော်ခေါ်တော့ပေးရမလားကိတ်ကလေးဘောခွဲပေါ့နေနေသွားကျွေးပြနေဟုတ်လားဒီမှာလည်းပြီးတော့နာမည်လေးတောင်ထည့်ပေးထားဘူးမမတဲ့အမေမမတဲ့ခေါ်တာဟုတ်တယ်မမတဲ့ခေါ်တာအပြင်မှာအဲ့လိုမမလို့ခေါ်တဲ့ကောင်လေးရှိဘူးလားရှော်တဲ့ကလေမမလို့ခေါ်တဲ့ကောင်လေးကျွေးပြနေမွေးနေချင်းအဲ့ဆိုရင်မမအရင်ဆုံးဒီဘောက်ကလေးကိုဖွင့်ကြည့်ပါဦးလားဘယ်သူပို့တယ်ဆိုတော့သိရအောင်လို့လေလာဝင်းနေလက်ဆောင်နဲ့အဲ့ပန်းစည်းလေးကအထက်မှာတသိန်းထည့်ပေးထားတယ်နော်ဟိုမမအတွက်တင်မဟုတ်ဘူးမအိမ်ကလူတွေတော့ဗာထည့်ပေးလိုက်သေးတယ်အိမ်ကလူတွေတော့ဗာပါတယ်တခါတည်းအမဒါလေးပုတ်ကြည့်ပါဦးကောင်းလေးပို့ပေးတာဆိုမှဘောက်ကလေးမှတော့မှတွေ့လားဇုံသွဲပုံလေးထည့်ပေးလိုက်သူပို့ပေးတာသိအောင်လို့ဆိုပြီးတော့ကောင်းလေးငယ်ငယ်ချက်ချောလေးဘာလေးမမဒါပူဇော်ထားတာရှိသေးလားတဲ့ရောက်ပူဇော်ထားတယ်လို့ပြောတယ်နော်ပူဇော်ထားရတယ်နော်အိမ်ကလူတွေမသိအောင်ပူဇော်ထားတာလားဟာလားဖွင့်ကြည့်လိုက်တော့မှဘာလေးမမတွေကြိုက်တာဆိုကြိုက်တယ်ဟုတ်တယ်အပါလို့ပြောပါတယ်တိနေပါတယ်ဆိုပို့ခိုင်းတဲ့သူကလေထုတ်ကြည့်အောင်အထက်မှာမမတဲ့မမတွေကိုကြိုက်တာတဲ့ပန်းသီးတွေမမတွေကအများကြီးပဲနိုင်ပဲလိမ္မော်တီးတွေလည်းကြိုက်တာတဲ့ဟုတ်တယ်မုတ်တေရောဒါဆိုဟိုမှာကောင်းလေးပို့တာမဟုတ်ဘူးဆိုတော့အဝေးရောင်နေတဲ့သူဘယ်သူလေးတွေရှိလဲပို့မဲ့သူလေးတွေညီမလေးပဲရှိတယ်ညီမလေးကပြောထားဘူးလားပို့ပြောမထားဘူးအဲ့ဒါသူလည်းဟုတ်ချင်မအောင်မှာပေါ့နော်ပြောမထားဘူးကောင်းလေးပဲထင်ပါတယ်ဒီမှာညီမလေးတို့လမ်းမှာထားတာကောင်းလေးလို့ပြောတာမမကတော့တော့ပုံနေတေချာလေးပြောပေးပါတယ်ကောင်းလေးပို့တာလို့ပြောပြီးတယ်ရှိနိုင်ဘူးလားညီမလေးကလည်းအဆက်တော်ရဘူးလားညီမလေးနဲ့ရတယ်ရတာကိုပြောဘူးသူမဟုတ်တော့ပါဘူးဆို
ဒီမှာကိတ်မုတ်ကလေးပါတယ်ပြီးတော့ဒါအိမ်ကအသူတွေအတွက်တဘာလေးလည်းမသိဘူးကြည့်ကြည့်ပေးပါဦး ဖွင့်လိုက် မဟုတ်ဘူးဒါဒီဘက်ကအန်တီတို့တက်ဒီထဲမှာဘာလေး မဟုတ် ဘာလေးအဲ့ဒီဘာလေးပေါ့ချင်တာနော်ဟောဒီမှာမကတ်တာပဲ အောက်ကမကဘူးလားဟုတ်ကဲ့ ကတ်ရတယ်ဟုတ်ဘာလေးမမအတွက်နေမို့အိမ်ကသူလေးတော့ပါထည့်ပေးလိုက်အိမ်ကလူတွေနဲ့လည်းတိတယ်ထင်တယ်ကြည့်ရတာဟုတ်လားမသွားပါလိအန်တီဘာရောအမြိုက်ပဲအန်တီအဲ့ဒါအန်တီတို့အထက်မှာလေ9သိန်းအောင်ပါတယ်ဟမ်ဘယ်သူပါလိအန်တီကိုပြောထားတာရှိဘူးလားရှိဘူးလားအန်တီကိုကို သမီးတော်နေတာလား ဒါဆိုသမီးလေးပို့တာပေါ့ အဆက်လေးသားလေး အဲ့ဒါလေပြီးတော့အမှားစားလေးလည်းပေးထားသေးတယ်မမပေးအမှားစားဖတ်ပြပေးမယ်ဘယ်သူပို့တယ်ဆိုတော့သိအောင်ပြီးမှနားထောင်မလားအခုနားထောင်ချင်လားအခုနားထောင်ချင်လားဘယ်သူပို့တယ်ဆိုတော့သိအောင် မဆောင်းလားမ ကိတ်ခေါ်ပြီးမှဖတ်ပြပေးရမလား မဆောင်း ကိတ်ခေါ်ပြီးမှဖတ်ပြပေးမယ်နော်အဲ့ဒါကိတ်ကလေးရင်ဖတ်ပြီပို့လိုက်တာလေးကြိုက်လားကြိုက်တယ်ဟုတ်တယ်ကြိုက်တာလေးပဲရွေးပြီးတော့ပို့ပေးလိုက်တာဒါကတော့မမေတို့အတွက်9သိန်းပါတယ်နှစ်အဲမှာနော်ညီမလေးအခုဘယ်ရောက်နေတာလဲမမ ထိုင်းမှာ ထိုင်းကိုရောက်နေတာကြာပြီလားထိုင်းရောက်လား နည်းနည်းလောက် 哦，没那家里边，没家里边，不杀他来了，你妈溜， ဘူစား 不杀他， သူကဘူစားဖို့နေနေတာလောက်ပြီးမှဆိုလို့ဟိုကဘိုးမဟုတ်ဘူးအဲ့ကြောင့်သူ့ကိုအသိမပေးပဲနဲ့ 妈妈有酒比一点没被他过，喏，你妈哩啊哩，不比来的，我这里的没听没他本来要来了，谁他妈不弄你嘞？这上里的呀着， ရန်ဝမ်းသာ 有了不喏，问到了不对，哎，阿妈家里特别别我们喏，你妈哩阿妈家里特别来，我对了不讲你不然后就，啊，不来不进来，妈妈有来多少进来，咱妈都不要比他了。ပို့တာနဲ့ तू ပို့တယ်လို့မပြောပါနဲ့တဲ့။အရင်ကကောင်းလေးပို့ပေးတယ်လို့စပေးပါတဲ့။မမောင်ရှင်သုံးသွားအောင်လို့ဟုတ်လား။တကယ်ပဲကောင်းလေးပို့လိုက်တာလားမသိဘူး အမိဘတ်တွေလုံးမယ်နော်ဒါဒီမှာသူ့ကိုနည်းနည်းဝင်ပြ ။အဲ့ဒါဆိုလိုက်ကြမယ်နော်။ Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you မတက်ရမတက်ရ ဒီလိုလိုက်ပါ တော့မတူသားရောရိုက်တာမအောင်ပါ ဟုတ်တယ်လက်ခုတီးပြလိုက်ပါဦးအဲ့ဆိုရင်ညီမလေးကအမှားစားလေးဖတ်ပြပေးဦးမယ်မမပို့ပေးလိုက်တဲ့ပစ္စည်းလေးတွေကိုသဘောကျရဲ့လား ကျန် ကြားတယ်ဟုတ်တယ်ကြားတယ်Happy birthday ပါတဲ့မမလေးကြီးတဲ့မွေးနေ့မှာစပြီးတော့တဲ့နောက်နှစ်ပေါင်း100တိုင်အောင်တဲ့ချေရတဲ့ဒီမိသားစုလေးနဲ့ထာဝရနေနိုင်သွားပါစေနော်တဲ့လိမ္မာပိသားတဲ့သမီးလေးမူတဲ့ဘာမှတော့မပြောတော့ပါဘူးနော်တဲ့အဖေနဲ့အမေရဲ့ဘေးမှာတဲ့အခုလိုမျိုးလေးတဲ့အမြဲပြုစုစောင့်ရှောက်ပေးပါနော်တဲ့ညီမလေးရတဲ့အဝင်းမှာဆိုတော့တဲ့ညီမလေးကိုစားသားလေးကိုလည်းစောင့်ရှောက်ပေးပါလို့တဲ့ကျေးဇူးတင်ပါတယ်နော်တဲ့ဒီမိသားစုလေးနဲ့တဲ့အမြန်ဆုံးနေခြင်းပြီးမို့တဲ့အလုပ်တွေအများကြီးစူးစမ်းပြီးတော့တဲ့မမတို့စီကိုအမြန်ပြန်လာခဲ့မယ်နော်တဲ့မမကိုလည်းအများကြီးချစ်တယ်တဲ့ပြောထားတယ်နော်မမဆိုရင်မမညီမလေးတော့ပြန်ပြီးတော့စကားလေးနည်းနည်းပြန်ပြီးတော့ပြောပြပါဦးနော်။ဒါလေးမှားလိုက်ရှင်လေညီမလေးကို မလေးကျမပါစေဒီမြေဝမ်းမရပါပါစေသားလေးနဲ့လေညတော့ပြန်နေနိုင်ပါ့ ဒီပါစေ လောက်တိုင်းလေးလည်းအားလုံးဆင်ပြေပါစေ 我那个软一天还可以软。 ဟုတ်